ဒီစရိုးထိုးနည်းလေးကိုမြင်ကြတယ်ရလေးပြပေးပါမယ်နော်လိုရာလေးခါချက်တော့ဒီလိုအဝိုင်းတစ်ခုနဲ့စရိုးလေးတစ်ခုလိုပါမယ်စိုက်လေးကကျတော့ကိုအဆင်ပြေတဲ့စိုက်လေးသုံးပြီးလို့ရပါတယ်ပြီးရင်တော့ကကြီးတက်လက်လုံးမယ်နောက်ပြီးတော့ကိုအသုံးပြုချင်တဲ့ရံမြန်တော့မီကောတုံး5 line သုံးထားပါတယ်နောက်ပြီးတော့အစိုက်က2.5 mm ကိုသုံးပြီးထားပါတယ်ရှင်ဒါဆိုရင်မင်းတို့ပထမဆုံးစထိုးရအောင်နော်ပထမဆုံးထိုးမယ်ဆိုလို့ရှိရင်ခြေလေးကိုချက်ယူလာပြီးတော့ဒီခွင်းလေးထဲမှာတိုင်တိုလေးထိုင်ထိုးပါမယ်တိုင်တိုလေးထိုင်ထိုးဖို့လို့ရှိရင်အဲဒီကွင်းပတ်ပတ်လေကိုမင်းတို့နောက်ထပ်တိုင်တိုလေးတွေကြီးပဲထိုးခဲ့ပြပါမယ်မင်းထိုးတဲ့ဒီကွင်း size ဆိုလို့ရှိရင်စစ်စုပေါင်းတိုင်တို80ရှိပါတယ်တိုင်တို80လေးပြည့်အောင်လို့မင်းတို့ထိုးလိုက်ခဲ့ပြပါမယ်တစ်ပတ်လေလုံးထိုးပါပါနော်ထိုးတဲ့အခါတိုင်လေးတွေလိုတာပိုတာဖြစ်မှာဆိုလို့တထိုင်ချင်းစီကိုရေပြီးတခြားလေးထိုးသွားပြပါနော်ဒီနောက်ဆုံးတော့ဒီလိုပတ်ပတ်လက်ထိုးပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ပထမဆုံးထိုးခဲ့တဲ့တိုင်တူလေးမှာရှက်ကော်လေးနဲ့ချိတ်ပါမယ်ရှက်ကော်လေးနဲ့ချိတ်ပြီးတော့ချင်းတစ်ခါထိုးလိုက်ပါမယ်ချင်းတစ်ခါထိုးပြီးလို့ရှိရင်ခြီကိုဖြတ်လို့ရပါပြီအဲဆိုရင်ဒီလိုပုံစံကွင်းလေးဖြစ်သွားလိမ့်ပါမယ်နော်ဒါလေးရပြီဆိုလို့ရှိရင်မင်းတို့ round 1ပြီးသွားပါပြီရိုးတူကိုစားမယ်ဆိုလို့ရှိရင်မင်းတို့ဒီလိုပွင့်ဖက်လေးထိုးပါမယ်မင်းကားချက်တော့လေးဒီချီအညိုရောင်လေးနဲ့ထိုးလို့ရှိရင်ဒီချာမမြင်ရမှာဆိုလို့အစင်းရောင်လေးနဲ့ထိုးပြပေးတာပါအခုချီအညိုရောင်လေးထိုးထားတာလေးနဲ့ပဲရိုးတူလေးကိုဆက်ပြီးတော့ထိုးလိုက်ပါမယ်နော်ရိုးတူလေးထိုးဖို့အတွက်ချီလေးကိုအဝါရောင်လေးယူမယ်ပြီးလို့ရှိရင်အခလေးကိုဆင်ပြေတဲ့အပေါက်ကလေးထဲမှာထိုးပြီးတော့ကိုဆက်ချင်တဲ့အယောင်လေးနဲ့ချီလေးကိုဆွဲယူလာမယ်ပြီးရင်ချင်းတစ်ခါထိုးပါမယ်ပြီးရင်သူ့ရဲ့ကက်လေးရဲ့အပေါက်မှာတိုင်ရှည်လေးတစ်တိုင်းထိုးပါမယ်တိုင်ရှည်လေးထိုးကြလို့ရှိရင်နောက်သူ့ရဲ့ဘေးကက်လေးရဲ့အပေါက်လေးထဲမှာပဲနှင်းတင်တိုင်လေးတစ်တိုင်းထပ်ပြီးထိုးပါမယ်နှင်းတင်တိုင်လေးထိုးပါလို့ရှိရင်ချင်းတစ်ခါထိုးပါမယ်ချင်းထိုးပြီးတော့လို့ရှိရင်နှင်းတင်တိုင်လေးနဲ့တိုင်ရှည်လေးရဲ့ဂျားလေးကအပေါက်နှစ်ပေါက်ပါတဲ့အပေါက်လေးထဲမှာခြေစလေးကိုဆွဲယူလာမယ်ဆွဲယူလာပြီးလို့ရှိရင်ရှက်ကော်လေးနဲ့ချိတ်ပါမယ်ဒါဆိုလို့ရှိရင်တော့ထိတ်ချွန်ချွန်လေးရသွားပါပြီပေါ့နော်ပြီးရင်တော့သူ့ရဲ့ဘေးကလေးအပေါက်မှာနောက်ထပ်နှင်းတင်တိုင်လေးတိုင်းထပ်ပြီးတော့ထိုးပါမယ်အနောက်ကခြေစလေးတွေကိုလည်းတစ်ခါလေးတင်းယူလာခဲ့ပြီးပါနော်ဒါမှလိုက်ပြီးတော့တကူတခါကြီးဖွက်စရာမလိုမှာပါနေ့တင်တိုင်ထိုးသွားလို့ရှိရင်သူ့ရဲ့ဘေးကလေးအပေါက်မှာပဲတိုင်ရှည်လေးတစ်တိုင်းထပ်ပြီးတော့ထိုးပါမယ်တိုင်ရှည်လေးထိုးပြီးသွားပြီဆိုရင်ချင်းတစ်ခါထိုးပါမယ်ချင်းထိုးပြီးရင်သူ့ရဲ့ဘေးကလေးအပေါက်မှာပဲရှက်ကော်လေးနဲ့ချိတ်ပါမယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ပွင့်ဖက်လေးတစ်ဖက်ရသွားပါပြီနောက်ထပ်တစ်ခါထပ်ပြီးတော့ထိုးပြပေးပါမယ်ချင်းတစ်ခါထိုးမယ်ချင်းတစ်ခါထိုးမယ်ပြီးရင်တိုင်ရှည်လေးတစ်တိုင်းထိုးမယ်တိုင်ရှည်လေးရဲ့ဘေးကလေးအပေါက်မှာနှင်းတင်တိုင်လေးတစ်တိုင်းထိုးပါမယ်နှင်းတင်တိုင်လေးအပေါ်မှာချင်းတစ်ခါထိုးပါမယ်တိုင်ရှည်လေးနဲ့နှင်းတင်တိုင်ရဲ့ကြားလေးတွေကအပေါက်လေးထဲမှာခြေလေးကိုဆွဲယူလာပြီးတော့ရှက်ကော်လေးနဲ့ချိတ်ပါမယ်ရှက်ကော်လေးနဲ့ချိတ်ပြီးရင်သူ့ရဲ့ဘေးကလေးအပေါက်မှာထပ်ပြီးတော့နှင်းတင်တိုင်တစ်တိုင်းထပ်ပြီးတော့ထိုးပါမယ်နှင်းတင်တိုင်ထိုးပြီးလို့ရှိရင်သူ့ရဲ့နောက်ထပ်ဘေးကလေးအပေါက်မှာပဲတိုင်ရှည်လေးတစ်တိုင်းထိုးပါမယ်တိုင်ရှည်လေးထိုးပြီးရင်ဖုံးမီလေးတစ်ချိန်ထိုးပါမယ်ဖုံးမီလေးတစ်ချိန်ထိုးပြီးရင်သူ့ရဲ့ဘေးကလေးအပေါက်မှာရှက်ကော်လေးနဲ့ချိတ်ပါမယ်ဒါဆိုလို့ရှိရင်တော့ဖွင့်ဖက်လေးနှစ်ဖက်ရသွားပါပြီအဲ့ဒီအတိုင်းလေးပဲတိုင်ရှည်လေးတစ်တိုင်းထိုးမယ်နှင်းတင်တိုင်လေးတစ်တိုင်းထိုးမယ်နှင်းတင်တိုင်လေးပေါ်မှာချင်းလေးတစ်ခါထိုးပြီးတော့ရှက်ကော်လေးတစ်ခါလုံးမယ်ရှက်ကော်လေးတစ်ခါထိုးပြီးလို့ရှိရင်သူ့ရဲ့ဘေးအပေါက်မှာနှင်းတင်တိုင်လေးတစ်တိုင်းထပ်ပြီးတော့ထိုးမယ်နှင်းတင်တိုင်လေးထိုးပြီးရင်သူ့ရဲ့ဘေးအပေါက်မှာတိုင်ရှည်လေးတစ်တိုင်းထိုးမယ်တိုင်ရှည်လေးပေါ်မှာချင်းတစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်ဘေးအပေါက်မှာရှက်ကော်လေးနဲ့ချိန်မယ်အဲ့ဒီပုံစံမျိုးလေးအတိုင်းပဲမင်းတို့ပတ်ပတ်လေးထိုးလာခဲ့ပြီးပါရှင်ပတ်ပတ်လေးထိုးပြီးတော့အစုံသားလေးရောက်လို့ရှိရင်ပြန်ပြီးတော့တွေ့ကြပါမယ်နော်ပတ်ပတ်လေးထိုးလာခဲ့ပြီးဒီပုံစံတိုင်းလေးရပါလိမ့်မယ်ဒီပုံစံတိုင်းလေးရလို့ရှိရင်တိုင်ရှည်လေးပေါ်မှာချင်းတစ်ခါထိုးတဲ့ပုံစံလေးဖြစ်မယ်နော်ပြီးလို့ရှိရင်သူ့ဘေးနားလေးမှာအပေါက်တစ်ပေါက်ကျွတ်နေတာရှိအဲ့ဒီပေါက်မှာတော့မထိုးပါဘူးပထမဆုံးထိုးခဲ့တဲ့ပွင့်ဖက်လေးရဲ့အောက်မှာပဲရှက်ကော်လေးနဲ့တော့ချိတ်ပါမယ်ရှက်ကော်လေးနဲ့ချိတ်ပြီးလို့ရှိရင်တော့ချင်းလေးတစ်ခါထိုးလိုက်ပါမယ်နော်ချင်းလေးတစ်ခါထိုးလို့ရှိရင်ခြီကိုဖြတ်လို့ရပါပြီ
ဒါဆိုလို့ရှိရင်တော့မင်းတို့စတိုးအကွင်းလေးရတာပါပြီရှင်ဒါလေးကိုတေချာလေးလိုက်ပြီးဖြန့်ပေးလိုက်ပါမယ်ဒီပုံစံတိုင်းလေးရပြီဆိုလို့ရှိရင်မင်းတို့ဒီခွင်းလေးတက်တော့ပြီးသွားပါပြီပြီးလို့ရှိရင်တော့မင်းတို့ဟိုပေါ့စတိုးမှာတက်ဖို့တက်ပွေ့ဖက်လေးထိုးပါမယ်ရှင်